မြီးတွေရောချွေးမတွေရောတမက်တွေရောတော်တော်စိတ်ဆင်းရဲစရာကောင်းတယ်အားလုံးမင်္ဂလာပါဒီနေ့ဒီသားစုလိုက်မော်ဘီချန်နယ်တော့မယ်သမီးအားလေချွေးမပါတယ်တားနေကတော့ပြောရလို့ရှိပါဘူးတို့ရှိနေပါဘူးတေးလေးရှယ်ရတာလည်းဒီခေဘဘစားကောင်းလာတဲ့ကောင်းနေโอเคလက်တိတ်ဟလိုစားကောင်းလားကိုချန်နယ်ကိုဒီကောက်ရောက်လာတာတော့တော်တော်ပြောစရာကောင်းပါတယ်နော်မြီးတွေရောချွေးမတွေရောတမက်တွေရောတော်တော်စိတ်ဆင်းရဲစရာကောင်းတယ်နော်သက်ပါချက်နာလဲဘာချက်နေရလဲတဲ့ကြော်မယ်ပြီးတော့ပစုံကန်းဟင်းချက်မယ်ပစုံနေနေထားပါတယ်ဒီကခောက်လာတော့မှချမ်းမြဲပင်တွေကကျွန်တော်တို့တရက်လောက်ရှိနေတော့အခုမှတော်တော်များရှင်းပြီးသွားပြီတော်တော်များရှင်းပြီးသွားပြီနော်ပတ်စံလည်းတော်တော်ကုန်သွားပါပြီကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ချမ်းနေရောက်ရင်အမြဲတမ်းစားတော့ပြီးတော့သူပဲစိတ်ချမ်းသာတယ်ဒီမှာဘာလဲသမီးချူကြော့တယ်ဟွာလေချူလေးကြော့တယ်ငါးငပိကြက်ရဲ့ပစုံရကြော်ရဲ့ဒါပြီးလို့ရှိရင်မိကြီးဆုံးကြက်မပြေဆုံးနော်ခြံထဲမှာတပားဆောင်ပြီးစောက်ပြီးလာနေမှာအမေကိုပြောပြီးနေလေအမေကမာကြီးတန်ရစကေးကမိနေဘူးတော့စပင်းအောင်မေးပေးဦးခရမ်းဒီကောင်းဆိုတာတော့စပင်းအောင်မေးပေးဦးမမူးနေလားဟုတ်ပါဘူးငိုနေတာပါလေဖေးခလိုက်ကြော်လားစေကားကြီးတောင်းတယ်ဘာစေကားကြီးအခွင့်ရေးကိုရရင်ရတယ်လို့ယူတတ်တော့ဒီမှာဒီနားလေးမှာအိမ်လေးတစ်လုံးဆောက်မလို့ကျွန်တော်တို့ပြင်ဆင်နေရပါကြီးမဟုတ်ပါဘူးအိမ်လေးကဒီမှာနေတဲ့ကျွန်တော်အမနေလို့ရအောင်လို့ပြင်20အိမ်လေးတစ်လုံးဆောက်ပေးမလို့ပါခင်ဗျာဒီနားလေးမှာဒါအရင်တော့ကားပတ်ကင်လုပ်ဖို့ဆိုပြီးတော့ခင်းထားရနေအခုတော့အိမ်ဖြစ်တော့ခုနေ့ကကူးတဲ့အပင်ကပြောကောသည်တော်တော်ကြီးလာပြီနော်ကိုတော်တော်ကြီးနေပြီပြောကောရင်တော်တော်ကောင်းပါလေအမသေးလေးရပါပစုံကနန်းချဲဟယ်လိုမငယ်သေးစားကောင်းလားကောင်းမှာပေါ့ကိုပစံမစားရတာစကားတွေပါလေလို့ပြောလိုက်လေစလုံးပြောစကားတွေပါဟေးပြောစကားတွေပါလေဟယ်လိုမော်ယုံမင်းကြီးဆုံးလေးမလေးအေးမလေးကတိပါပါအဖေတော့တကားပြန်လိုက်အဖေမရှိရကြီးအဖေအဲ့လိုပြန်လို့တကားတော့ကအမေပြန်တော့မလားโอเคပြန်တော့မယ်ဘာလို့ကျွန်တော်အိတ်ရှင်လားဒီမှာအိတ်ရှင်နေရမရှိလို့အနောက်ပြန်မနောင်နေပါအိမ်မှာနောင်နေပါအိမ်မယ်တာခိကနော်ဆလာခိကပြန်တော့မယ်နော်လို့ပြန်တော့မယ်နော်လို့နှုတ်ဆက်ပါဒီလိုကြီးနှုတ်ဆက်လိုက်တာတီတီဝေးကြည့်လိုက်လေတာတာ